ကျမမေကတကယ်တော့တန်းကြွယ်သူထေးမှတယောက်ပါဒါပေမဲ့သူကအရာတိုင်းမှာအစွန်းရောက်တဲ့အထိချွေတာလုံးနဲ့အမေကနင်းတုံးပြီးရင်အိမ်သားရေမဆွဲနဲ့ဦးညနေကျမှအားလုံးကိစ္စပြီးမှတခါတည်းပေါင်းပြီးဆွဲချမယ်ရေကဘလောက်ဈေးကြီးလဲချွေတာရမယ်ဆိုတာကိုအမေကနောက်တစ်ခါထပ်ပြီးသတိပေးပြန်ပါတယ်အဲ့ဒီအချိန်မှာကျမကပထမဆုံးအချိန်အပြိုဖော်ဝင်နေတာမို့ရေချိုးဖို့တကယ်ကိုလိုအပ်နေတာပါအမေကဗာပြောတယ်မဲရဘူးငါတို့ကစနေနေ့မှရေချိုးတာဒီလိုနေ့မျိုးရောက်တိုင်းသာငါရေချိုးနေရင်ငါတော့ဒေဝါလီခံရမှာပေါ့အမေကကျမကိုရေချိုးခွင့်မပေးုံတင်မကဘူးလစဉ်သုံးပစ္စည်းတောင်ဝယ်မပေးခဲ့ပါဘူးနေယူနေလားအဲ့ဒါတွေကအလကားနေရင်ဈေးကြီးတာနေရင်ကဝတ်တဲ့တီရှပ်ဟောင်းလေးတွေပဲဖြတ်သုံးလိုက်စမ်းပါအမေဟာစားတောက်ကုန်တိုးလောင်းတဲ့ခန်းထဲမှာဒေါ်လာ1 တန်းနီးပါးတင်ထားပေမဲ့လည်းပိုက်ဆံစုဖို့ပဲအစွဲလန်းကြီးနေခဲ့တာပါနေမနေပြီလားငါတို့နဲ့အဖေကိုပြန်ခေါ်ရဦးမယ်လေကျမဖေကချမ်းသာတဲ့မိသားစုကဆင်းသက်လာတာပါအမေကအရန်စင်းရဲလုံးနဲ့ဆိုပြီးအမေပိုက်ထဲမှာကျမရှိနေတုန်းကလေးကပြစ်သွားခဲ့တာမကြခင်သူငါတို့ကိုတန်းကြွယ်သူထေးတွေမှန်းတီးသွားရင်ပြန်လာလိမ့်မယ်အဲကြမှာငါတို့မိသားစုလေးပုံမှန်တိုင်းပြန်နေကြမယ်ဆိုပြီးအမေကမျှော်လင့်နေတာကျမကတော့အဖေကိုမမြင်ဘူးပါဘူးအဖေစီကအမွေရတာဆိုလို့စစ်တူရင်ခုံတခုံရဲ့သူနဲ့တူတဲ့မျက်လုံးစိမ့်စိမ့်လေးတွေရဲ့ပဲရှိပါတယ်အဖေကျမတို့နားမှာမရှိခဲ့တဲ့အတွက်ကျမအရန်တော်သားထွက်ခဲ့မိတယ်ဘာလို့လဲဆိုတော့အဖေကြောင့်ပဲအမေကကျမထပ်ပိုက်ဆံကိုပို့ချစ်လာခဲ့တာလေကျမအရန်နာကျင်ပြီးအထီးကျန်ခဲ့ရင်မဲ့ဒီဝေဒနာတွေကိုမျှဝေခံစားပေးမဲ့သူတယောက်မှမရှိခဲ့ဘူးသူငယ်ချင်းလည်းမရှိပါဘူးကျောင်းမှာဆိုရင်လည်းအင်ကြီးအဟောင်းကြီးတစ်ထည်တည်းကိုနည်းနည်းချီဝတ်နေရလို့လူတိုင်းကကျမကိုနှိမ်ကြတယ်အဲ့ဒီနေ့တွေကတနေ့မှာတော့အဆိုးဆုံးကိစ္စဖြစ်လာပါတော့တယ်အမေအိမ်မှာလှုပ်ပေးလိုက်တဲ့ဝိဆာတွေကသွေးစိမ့်ထွက်လာပြီးကျောင်းကလူတွေအားလုံးကကျမကိုဝိုင်းရကြတာပေါ့ကျမငိုယိုပြီးအိမ်ပြန်လာခဲ့တယ်ပြီးတော့တခုခုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်မေအတွက်ဒေါ်လာ1 တန်းရအောင်တမီးကူညီပေးမယ်တမီးတို့မိသားစုတက်နိုင်သမျှအမြန်ဆုံးပုံမှန်တိုင်းပြန်နေခြင်းပြီးအမေမျက်လုံးတွေအယောင်တောက်သွားပြီးချက်ချင်းပဲသဘောတူလိုက်ပါတယ်နင်းဒီနေရာမှာမတက်ရက်နေရင်တနေ့ကိုဒေါ်လာရာကနန်းလောက်ရနိုင်တယ်လူတွေကမိဘမဲ့ကလေးလေးလို့မြင်ရင်တော်တော်လေးရဲရဲရောပေးကြတာကျမကအလုပ်လုပ်ချင်တာပါတောင်းစားချင်တာမဟုတ်ဘူးအဲ့ဒါကြောင့်ကျမလန့်သွားမိပေမဲ့အမေကတော့ဘီယူမဆိုင်ပါဘူးဒီညနေနဲ့ပိုက်ဆံတွေယူလာမှာကိုငါစောင့်နေမယ်နော်ကဘာပေါ်မှာကျမကအထီးကျန်ဆုံးလူလို့တစ်ခါထက်ခံစားလိုက်ရပြန်တယ်ညှော်လင်းချက်မဲ့စွာနဲ့လမ်းလျှောက်နေတော့မှပဲရုတ်တရက်စစ်တူရင်အယုတ်လေးတစ်ခုကျမချေရင်ကိုလိမ့်ကြလာတယ်ကြည့်လိုက်တော့လူချို့စစ်တူရင်ကစားနေတာတွေ့လိုက်ရတယ်ငယ်ကလေးကစစ်တူရင်ကစားတာဟာကျမအတွက်တစ်ခုတည်းတော့ပြောစရာအချိန်လေးမို့စိတ်ကူးတစ်ခုရသွားတယ်လူကြီးမင်းတို့ရှင်နိုင်တဲ့သူကိုဒေါ်လာ90ပေးမယ်တကယ်လို့တမီးနိုင်ရင်တော့တမီးကို90ပေးရမယ်အလိုလဲအဲ့ဒီလူတွေကကျမကိုဝိုင်းရကြပေမဲ့တယောက်ကတော့ကစားဖို့သဘောတူလိုက်တယ်